မိမိရဲ့ဖုန်းထဲမှာရှိတဲ့ Facebook ကိုပဲဖြစ်ဖြစ် Messenger ကိုပဲဖြစ်ဖြစ်ကျွန်တော်တို့ Viber ကိုပဲဖြစ်ဖြစ် Telegram ကိုပဲဖြစ်ဖြစ်နှစ်ခုခွဲသုံးခြင်းနဲ့ဆိုရင်ဘယ်လိုမျိုးခွဲပြီးသုံးလို့ရမလဲဆိုတဲ့နည်းလမ်းလေးကိုဒီနေ့မိတ်ဆွေတို့ကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ဖုန်းထဲမှာရှိတဲ့ဒီ line software လေးကိုကျွန်တော်နှစ်ခုခွဲသုံးရမယ်ပေါ့နော်ကျွန်တော်ပထမဆုံးဒီလိုခွဲသုံးဖို့ဆိုရင်ကျွန်တော်တို့ setting နဲ့ဝင်လိုက်မယ်ပေါ့နော်ကိုယ့်ရဲ့ဖုန်း setting နဲ့ရောက်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီအောက်ကAPPS ဆိုတဲ့ထဲလေးကိုတစ်ချက်ဝင်ပေးလိုက်မယ်ပေါ့နော်ဒီနေရာရောက်လာရင်ကျွန်တော်တို့အပေါ်လေးကိုနည်းနည်းဆွဲတင်ပေးလိုက်မယ်ဒီအောက်က APP clone ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်ဝင်ပေးလိုက်မယ်ပြီးရင်ကျွန်တော်ကဒီနေရာမှာဆိုရင် Facebook ကိုနှစ်ခုခွဲတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ Facebook ကိုဖွင့်ပေးထားရပါတော့ကျွန်တော်ကဒီနေ့မိတ်ဆွေတို့ကို LAN ကိုနှစ်ခုခွဲပြမှာဖြစ်တဲ့အတွက်ဒီ line မှာပိတ်နေရလေးကိုကျွန်တော်တို့တစ်ချက်ဖွင့်ပေးလိုက်မယ်ကဲဒီလိုဖွင့်ပြီးသွားရင်ရပြီပေါ့နော်ကျွန်တော်ပြန်ထွက်ကြည့်လိုက်မယ်ကဲဒါဆိုရင်ကျွန်တော်ဒီမှာ line software နောက်တစ်ခုရောက်လိုက်ပေါ့နော်အစောနာတစ်ခုပဲရှိရကျွန်တော်တို့အခုဒီတစ်ခုကအသေးရောက်လိုက်ပေါ့နော်ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းထဲမှာဒီလိုမျိုးကိုသုံးနေတဲ့ software ကိုနှစ်ခုခွဲသုံးလို့ရရပါတော့ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့အကျိုးရှိအသုံးတက်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်မသိသေးတဲ့သူငယ်ချင်းတွေသိရအောင်ကျွန်တော်ဗီဒီယိုလေးကို like and share ပြုလုပ်သွားပေးပါအောင်အားလုံး